Ero pare Eita gainga legai Aneta gainga lega Ero Mana baya iliwa maja gain eita Sada rada iliwa maja aneta Karaya in la yare no Ero mana magai nagai baya Bagai na yagai Dishi ligainga kaune gain Zada zagain dagain ne Radi ragain dagain Di ligainga makaune aneta gain Ada lima dah. Dua ro, ada batara sen dua pian ada. Wana odi gain pue ni, akara dong ku da gain biu lo, sedu nai we asong becha. Asyik ni ada usah orang mati dia lihat belum lihat. Ha? Asong be malu pian mana? Dan apa poin mungkin sahur asong becha tu, dia dia pian lah dah. Sedu nai we asong becha. Asa Parero Asa asong madong bensa Nagai Sadi Tada adha sadiru ma shinida Sana tauta jansen za yue Mama yuden di daga Siara ubo Siara ubo jauh dani maweng ya No? Maka jama Simyaru na du dua mata na Light watch ni Siaru dua lo kasa ini lapin jauh hola. So ekra donggu dagain biu lo. Sedu nai we asong beja asa asong madong bensa nagain sa di tada ada sa diru ma shinida sana dauda jansen sa yue mama yuden di daga wana odi myo Wana odi myo sura tatiya kan ni saပြီးတော့ပြမယ်အဲ့တော့မျိုးပေါ့နော်အဲ့ဒီဝနာဝတိမှာဂိုင်းဖွဲ့လို့ရှိရင်အခရာ၃လုံးကိုတဂိုင်းလို့မှတ်အခရာ၃လုံးကိုဗါတဲ့တော့အဲ့ဒါအခရာ၄လုံးဆိုရင်ကောတဲ့အခရာ၄လုံးဆိုလို့ရှိရင်အစုံတစ်လုံးကိုပယ်ပြီးတော့တဂိုင်းလို့စတုနိုင်ဝဲအစုံပယ်ချသဘောပေါက်ပြီနော်အခရာ၄လုံးရှိလို့ရှိရင်အစုံအလုံးကိုပယ်ပြီးတော့တဂိုင်းလို့အစာအစုံမသုံးပင်စာအခရာ၅လုံးဆိုလို့ရှိရင်အစတစ်လုံးကိုဘယ်အစုံတစ်လုံးကိုဘယ်မသုံးဘူးဆိုတာဘယ်အောင်ပြောတာနော်အစအလုံးလည်းမသုံးနဲ့အစုံလုံးလည်းမသုံးနဲ့အလေသုံးလုံးကိုသုံးသဘောပေါက်လားခိုင်းစစ်ပုံစစ်နေနော်အဲ့တော့အဲ့လူတယောက်နာမည်မဲ့ထားတယ်လို့ရှိရင်ဒီပုဂ္ဂိုလ်အရှင်များတို့နာမည်၃လုံးဆိုလို့ရှိရင်ကဲဆိုရပါစို့တပည့်တော်ဘွဲပဲကြည့်ပဲနန္ဒောဘာတဘယ်နှလုံးရှိတော့၄လုံးမဟုတ်လားအဲ့တော့၄လုံးဆိုလို့ရှိရင်ဘာလုံးမလဲနောက်ဆုံးအလုံးကိုပယ်ပြီးတော့ရှေ့သုံးလုံးကိုဂိုင်းဖွဲ့ရမှာနော်ရှေ့သုံးလုံးကိုဂိုင်းမဲ့တော့နန်ဆိုတော့နဲ့ဒေါဆိုတော့နဲ့ဘာဆိုတော့လဲနဲ့ဟုတ်တယ်မလားအဲ့တော့မတ်ပုံစီမာဂိုင်းအိဋ္ဌဂိုင်းပြနော်ဘာဂိုင်းနော်အိဋ္ဌဂိုင်းမဲပြန်ကြည့်နေတဲ့မှားနာတဲ့အိဋ္ဌဂိုင်းတဲ့တောင်မှအစအဦးဆုံးအိဋ္ဌဂိုင်းกว่าနော်ဒီလိုလာတာဟုတ်လားအစအဦးဆုံးအိဋ္ဌဂိုင်းနော်အဲ့တော့သူ့ရဲ့အကျိုးပြစ်တွေကနောက်လာလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့အစာဆုံးမသုံးပင်စာအခရာ၅လုံးနဲ့ဖွဲ့စီကုန်းထားတဲ့နာမည်မဲ့ထားတဲ့နာမည်ဆိုလို့ရှိရင်အစအလုံးကိုလည်းမသုံးနဲ့အဆုံးလုံးကိုလည်းမသုံးနဲ့အလဲ၃လုံးကိုပဲသုံးပါဆိုတော့ဥပမာတွေမှာသူတွေမှာပြကဝိန္ဒာစာရဗါလဲတော့ကဝိန္ဒာစာရဆိုတော့ကလည်းမသုံးနဲ့ရလည်းမသုံးနဲ့အလေ၃လုံးမသုံးဘူးနော်အဲ့တော့ဝိန်နဲ့ဒါလည်းနဲ့စာလည်းနဲ့ဆိုတော့နဲ့၃လုံးဆိုတော့မဂိုင်းကိုဘယ်နတ်ကစောက်တော့ဘုံမစိုးနတ်ကစောက်တယ်အဲ့ဒီဘွဲနာမည်ရထားတဲ့သူမဂိုင်းနာမည်ရထားတဲ့သူဟာလတ္တပကာရဝင်လာမစဲအမြဲထာဝရမြေလျာဤလက်လာပါသူကဟိုအမွေကန်စားပါတယ်ရတဲ့သဘောလို့သူကပြောတာဟုတ်လားသူကဝင်လာမစဲအမြဲထာဝရမြေလျာဤလို့ဟောတာအဲ့တော့ဟိုအမွေကန်ကောင်းတယ်ပေါ့လေဘာကန်ကောင်းတော့အဲ့တော့ကန်ကောင်းလားမကောင်းလားတော့ကိုစစ်ကြည့်ပေါ့ဟုတ်လားအမွေကန်ကောင်းတယ်တဲ့ဘာကန်ကောင်းတယ်အဲ့တော့အမွေကန်ကောင်းတတ်တယ်အရှင်ရတို့ဝဲဦးအာစာရဟုတ်တယ်မလား
အာဇာရဆိုတော့ဘာခိုင်းနော်ဟမ်ဝါဇရာဦးစင်းဘွဲဘာခိုင်းဖះပြောတာမဟုတ်အာဇာရဘာခိုင်းနော်အာမောလားနှစ်မောလားဟုတ်တယ်မလားစားလဲရာအဲ့တော့နေတစ်နေတစ်ဟာချလောင်းဟာချလောင်းနဲ့တော့တွေ့ရနော်ကာလကန်နီနတ်သမီးယုတ်ကစောင့်နေတော့ကြောင့်မလို့အခြေအနေသိမကောင်းဟဲ့အဲ့တော့ဦးစင်းဘွဲကိုပြောင်းမယ်ဦးစင်းဘွဲကိုလို့ပြောင်းမလဲအိဋ္ဌခိုင်းရအောင်ဘယ်လိုပြောင်းမလဲဟမ်အိဋ္ဌခိုင်းရအောင်ဘယ်လိုပြောင်းမလဲအာတော့ဟုတ်တယ်မလားဘာလဲတော့အာဇာရအဲ့တော့သူကအာဇာရကိုကဦးစင်းကိုအတမနေကျော်ပြီးရိုင်းမလားအာဇာရလင်္ကာရဟဲ့အာဇာရလင်္ကာရဟာအာဇာရလင်္ကာရဆိုတော့ဦးစင်း6လုံးဆိုတော့နှကိုင်းရနေတာဟုတ်တယ်မလားကဲအာဇာရအာဇာရဆိုတော့ဗါတယ်နော်အာဇာရဆိုတော့ဗါတယ်နော်မာကိုင်ဦးစင်းရဲ့လင်္ကာရရတဲ့အတွက်ကြောင့်လို့အခုရှေ့3လုံးပါပဲလေမာကိုင်အာဇာရနော်အာဇာရမာကိုင်ဟုတ်တယ်နော်ကဲလင်္ကာရဟာဦးစင်းဟာအိဋ္ဌကိုင်းကတချမ်းအနှိဋ္ဌကိုင်းတချမ်းဖြစ်နေတယ်သဘောပေါက်တယ်နော်ဦးစင်းသဘောပေါက်လားဒီမှာလေနဂိုင်းစတီးတဲ့ဗါတဲ့တော့နဂိုင်းစတီးတဲ့အခရာ6လုံးရှိလို့ချင်းသူကနဂိုင်းရတယ်တဲ့ဟုတ်တယ်နော်ပထမဦးဆုံးတော့ဦးစင်းဟာကအနှိဋ္ဌကိုင်းတကိုင်းဦးကအာဇာရလင်္ကာရဆိုတော့အနှိဋ္ဌကိုင်းတကိုင်းရဲ့အိဋ္ဌကိုင်းတကိုင်းဆိုတော့နည်းနည်းအခြေအနေတော့တိုးတက်လာပြီနော်သဘောပေါက်ပြီနော်အဲ့တော့တတ္တအဋ္ဌစသည်တို့မှာရှင်းနီးတာသာနာထောက်တာကြံစင်းစား၍မမယူသင့်သည်တကားတချို့အခရာ9လုံးရှိတယ်အခရာ9လုံးဆိုလို့ရှိရင်နောက်ဆုံးတစ်လုံးကိုပဲနဂိုင်းဖွဲသဘောပေါက်တယ်နော်ပေါက်ရလား3လုံးအခရာ3လုံးဆိုရင်တကိုင်း4လုံးဆိုရင်အစုံတစ်လုံးကိုပဲတကိုင်းဖွဲ5လုံးဆိုလို့ရှိရင်အစတစ်လုံးပဲအစုံတစ်လုံးပဲတကိုင်းဖွဲ6လုံးဆိုလို့ရှိရင်နဂိုင်းဖွဲ9လုံးဆိုလို့ရှိရင်အစုံတစ်လုံးကိုပဲနဂိုင်းဖွဲ10လုံးဆိုလို့ရှိရင်အစတစ်လုံးပဲအစုံတစ်လုံးပဲနဂိုင်းဖွဲအဲ့တော့9လုံးဆိုလို့ရှိရင်3ကိုင်းဖွဲသဘောပေါက်ရလားအဲ့ဒါကိုပဲဗါတယ်တော့ရှေနီးသာသာနာထောက်တာကြံစင်းစား၍မမယူသင့်သည်တကားဥပန်ဒေစာဥပန်ဒေစာတမ်းနေကြောပြီးလားပြီးသေးဘူးလားအလုံးဦးဇမဒီမှာပန်ဒေစာဆိုတော့ဦးဇင်းကဟိုဥပစာရနဲ့ level ကျနော်အာဇာရဆိုတော့ပန်ဒေစာဥပန်ဒေအဲ့တော့ဘယ်လိုလောက်လိုက်မလဲအဲ့တော့လင်္ကာရရအောင်လောက်လိုက်ဟုတ်လားလင်္ကာရရအောင်လုပ်မယ်ဆိုရင်လည်းဥပစာရနဲ့တူသွားမယ်အဲ့ဒါစင်ငါချင်းတို့သဘောပေါက်ပြီနော်အဲ့တော့နောက်တစ်ခုဂိုင်းဖွဲ့နီးတဲ့ဂိုင်းမဖွဲ့လောက်တော့ပုဂ္ဂိုလ်ဂိုင်းဖွဲ့တဲ့နီးရဘယ်လိုလဲဆိုတော့ဂိုင်းမပြည့်ကစုံဝနာဂါလစင်တိုင်းဘွားတလုံးရှိမှုထိုးနီးတူပွားယူ3လုံးထားတဲ့အဲ့တော့ဂိုင်းမပြည့်ဘူးဆိုလို့ရှိရင်တဲ့အစုံအလုံးကဂရုဆိုလို့ရှိရင်ဂရုအတိုင်းပွားဟာလဟုဆိုလို့ရှိရင်ဗါတဲ့တော့လဟုအတိုင်းပွားခုနကာလကန်နီရဲ့နတ်သမီးသွားပြောလိုက်လို့ကြားသွားလားမသိဘူးဟမ်ဂရုရှိရင်ဗါတဲ့တော့ဂရုအတိုင်းပွားလဟုရှိရင်ငါရှင်တို့ဝင်းတော့ဦးကောကိုတော်တွေကဘာမှမြင်ရမှာမဟုတ်ဘူးအဲ့ဒါငါရှင်တို့အတန်နာထောင်နော်ကြားရတယ်မလားအတန်ဂရုရှိရင်ဂရုအတိုင်းပွားတဲ့လူရှိလူအတိုင်းပွားတဲ့ဆိုကြပါစို့ဗုဒ္ဓဆိုတော့ဘယ်နှလုံးတော့နှလုံးတော့အဲ့တော့ဗုဒ္ဓနှလုံးဆိုတော့အဲ့တော့ဗုဒ္ဓကနှလုံးဆိုတော့တော်လုံးပြည့်လားလို့မင်းမပြည့်ဘူးမပြည့်တဲ့အတွက်ကြောင့်မလို့ဗါတဲ့တော့မပြည့်တဲ့အတွက်ကြောင့်မလို့နောက်ဆုံးကဗုဒ္ဓဒေါဆိုတော့ဂရုလားလဟုလားဂရုနော်အဲ့တော့ဂရုအတိုင်းပဲ
ပွားမယ်ဘုတ်ဒေါဆိုတော့သုံးလုံးပြအောင်ပွားဟုတ်တယ်နော်ကဲဆိုရပါဂတိဆိုတော့ဘယ်နှလုံးနော်နှလုံးတိရပါလဲတော့လဟုအဲ့တော့သုံးလုံးပြအောင်ဘယ်လိုလဲနော်တိကိုနောက်တိတစ်လုံးထပ်ပြီးတော့ပွားဂတိတိအဲ့တော့ဂတိတိဒီလိုလားအကဲ၍တစ်လုံးရှိမူထိုနေတူပွားယူသုံးလုံးထားဆိုဂောဆိုတော့တစ်လုံးနဲ့မဟုတ်လားအဲ့တော့တစ်လုံးနဲ့သောအခရာဂောကိုတစ်လုံးနဲ့သောအခရာဂောကိုပွားလို့ရှိရင်ဗါတယ်နော်သုံးလုံးပြအောင်ပွားရမယ်ဟုတ်လားဂောဆိုပြီးတော့အဲ့ဒါသုံးလုံးပြအောင်ပွားရမယ်ရှင်များတို့မကြားရတာလေရှင်တပည့်တော်စိတ်ထဲမှာမကောင်းတော့မကောင်းသူကစနေတာဘာလို့နာစနေတာမစနဲ့ဒါစစရာမဟုတ်ခလုဦးစီးတီခလုပြန်နေလေနှိပ်ထားလားငါရှင်တို့ကိုရိုးရဘယ်နဲ့နဲလိုက်များလဲနော်ကိုရိုးရလည်းစာကြဘုံရင်စနာလားမသိအဲ့တော့ဒီမှာဘုဒ္ဓဒီမှာငါကျွန်တော်တွေ့တယ်နော်အဲ့တော့သုံးလုံးမပြည့်တဲ့ခါကျတော့နောက်ဆုံးဂရုအတိုင်းပဲဒေါ်ဆိုပွားလိုက်တယ်ဒါကိုဂဆန်တိုင်းပွားအဲ့တော့လဆိုတော့ဂတိဆိုတော့ဗါတယ်တော့လဟုအတိုင်းပဲဗါတယ်တော့တိသုံးလုံးပြအောင်လုပ်ရမှာနော်တစ်လုံးနဲ့ရှိရင်လည်းပဲသုံးလုံးပြအောင်မလုပ်လို့လဲဂောတော့တယ်နော်အဲ့ဒါဟိုက तू ကတပည့်တော်စံတော်တာရဝိကတိနီတဲမှာဘယ်လိုပြလာလဲဆိုတော့ဝတ်ဒီဗါတယ်တော့အဒ္ဒသမန္တတဗရေအာဂဏဘူရဏေအာဂဏဘူရဏေဂိုင်းမပြည့်သောဗရေပုတ်၌တတထိုဂိုင်းမပြည့်သောပုတ်ဤအန္တသမံအစုံအခရာနဲ့ဒူစွာဆိုတော့ဘုဒ္ဓကနောက်ဆုံးအခရာပါတယ်တော့တော်မော်လားအဲ့တော့တော်ပွားဂတိကနောက်ဆုံးအခရာတိမော်လားအဲ့တော့တိပွားအန္တသမံအစုံအခရာနဲ့ဒူနေဝတ်တွေဒူဝမ်းရဤဆိုဂိုင်းမပြည့်ကဆုံးဝနာကာလစင်တိုင်းပွားတလုံးရှိမှုထိုနေတူပွားယူသုံးလုံးထားဟုတ်ပြီအဲ့တော့ဘာသာတဘာကလဟုပင်စီမေတန္တိရာကနာရိယာတိမိဝိညာကနောဣရာစတုတ်ကလောဒီတိပဲပြောပြီနော်ပြောပြီမှာငါကျင်တော့ဒီပဲအခုမှလာဟုတ်ပြီအဲ့တော့ဘာသာတာဘာဂိုင်ဇာဂိုင်သားဂိုင်တို့သည်၎င်းတဘာကလဟုအလုံးစုံဂရုရှိသောဂိုင်အလုံးစုံလူကြီးသောဂိုင်းတို့သည်၎င်းဤဒီသောပြင်းစား၅ပါးကုန်သောဤမေကနာဤဂိုင်းတို့ကိုအရိယာရိမိအရိယာအစရှိသောမတ္တဟုဒီဂါရမျိုး၌တန်ထိတာကောင်းစွာဒီကုံဤဟု၍ဝိညာယတိထိုက်ကုန်၏ဤဒါဤအရိယာအစရှိသောမတ္တဟုဒီဂါရမျိုး၌ကနောဂိုင်းသည်ဝါရဂိုင်းလျင်စတုတ်ကလော၄မတ္တရာရှိ၏ဝါ၄မတ္တရာကိုတဂိုင်းဖွဲ့ရ၏အရိယာဇာယိတမတ္တဝရိဂါရမျိုးမှာဂိုင်းဖွဲ့ပုံဖွဲ့နည်းကိုဟောပြပါလို့မင်းလို့ချင်းအရိယာဇာယိတမတ္တဝရိဂါရမျိုးမှာ၄ဂိုင်းကို၄မတ္တရာကိုတဂိုင်းဖွဲ့ရတယ်ဗါတယ်တော့၄မတ္တရာကိုတဂိုင်းဖွဲ့ရတယ်အဲ့ဒါငါရှင်တို့မှတ်ထားအဲ့တော့အရိယာအစာရှိတဲ့မတ္တဝရိဂါရမျိုးမှာသုံးတဲ့ဂိုင်းဘယ်နှဂိုင်းရှိလဲလို့မင်း၅ဂိုင်းရှိတယ်ဘယ်နှဂိုင်းသုံးလဲပါဠိရပါတယ်တော့ပင်စီမေတန်ထိတာကနာ၅ဂိုင်းရပါတယ်တော့ဘာဂိုင်းဇာဂိုင်းတဂိုင်းအလုံးစုံဂရုရှိသောဂိုင်းအလုံးစုံလဟုရှိသောဂိုင်းဘယ်နှဂိုင်းသုံးလဲ၅ဂိုင်းမနေ့ကပြောခဲ့တဲ့ဝဏ္ဏဝတ္တိဂါရမျိုးမှာကျတော့ဘယ်နှဂိုင်းသုံးလဲ၈ဂိုင်းဒီနေ့အရိယာဇာယိတဲ့မတ္တရာဝတ္တိဂါရမျိုးမှာဘယ်နှဂိုင်းသုံးလဲလို့မေးရင်၅ဂိုင်းသုံးတယ်ဘာဂိုင်းနေလဲလို့မေးလို့ရှိရင်ဘာဂိုင်းရဲ့ဇာဂိုင်းရဲ့တဂိုင်းရဲ့အလုံးစုံဂရုရှိသောဂိုင်းအလုံးစုံလဟုရှိသောဂိုင်းအဲ့ဒီအလုံးစုံဂရုရှိသောဂိုင်းအလုံးစုံလူရှိသောဂိုင်းဆိုတဲ့နေရာမှာလည်းပဲအရှင်များတို့သိအောင်ပြောမယ်ဒီမဲ့ဒါအလုံးစုံလူရှိသောဂိုင်းပဲဒါရှင်များတို့ပြတာနော်တနေ့ကဒါပြီးခဲ့တဲ့ဟာပဲတနေ့ကပြီးခဲ့တယ်ပဲအလုံးစုံဂရုရှိသောခိုင်းဆိုတာဗါတယ်တော့နဲမခိုင်းမဘုံစီဟုတ်တယ်နော်အလုံးစုံလူရှိသောခိုင်းဆိုတာဗါတယ်တော့တေဘာခိုင်းလဲနာခိုင်းဟုတ်တယ်မလားဟုတ်တယ်နော်
အဲ့တော့နာခိုင်းအဲ့တော့အလုံးစုံဂရုရှိသောခိုင်းအလုံးစုံလူရှိသောခိုင်းဒီနေရာမှာနဝါရရှိတယ်အဲ့ဒါစန်းစာဝတ်တွေလည်းရေးလို့ကျန်တယ်နှစ်ခွရေးရတယ်အဲ့တော့ဝဏဝုဒ္ဓိဂါထာမှာသုံးတဲ့အလုံးစုံသောဂရုရှိသောခိုင်းကအဲ့ဒီမခိုင်းရလေနှစ်သုံးလုံးအလုံးစုံလူရှိသောနှခိုင်းကလေတစ်သုံးလုံးနော်ဒီမတ္တဝုဒ္ဓိမျိုးမှာသုံးတဲ့အလုံးစုံဂရုရှိသောခိုင်းကကြတော့ဗါတယ်တော့နှစ်နှလုံးဗါတယ်တော့နှစ်နှလုံးအလုံးစုံလူဟုရှိသောခိုင်းကဗါတယ်တော့တစ်လေးလုံးဆိုတော့အဲ့ဒီလိုလဲအထိပ္ပယ်ယူတယ်ပြီးတော့ဒီအလုံးစုံဂရုရှိသောခိုင်းဆိုတာနှစ်သုံးလုံးပါပဲအလုံးစုံလူရှိသောခိုင်းဆိုတာတစ်သုံးလုံးပါပဲလို့ယူတဲ့ဟာလည်းရှိတယ်အဲ့တော့အလုံးစုံဂရုရှိသောမခိုင်းလို့ယူတာလည်းရှိတယ်အလုံးစုံလူရှိသောနှခိုင်းလို့ယူတာလည်းရှိတယ်အဲ့ဒါနဝါဒရှိတယ်လို့မှတ်ဒါပေမဲ့အဲ့ဒီနဝါဒထဲမှာဘယ်ဝါဒကလျော်လဲလို့မေးလို့ရှိရင်စီလျော်လဲလို့မေးလို့ရှိရင်အခုရေးထားတဲ့ဟာကအလုံးစုံဂရုရှိသောခိုင်းဆိုလို့ချင်းပါတယ်တော့နှစ်နှလုံးနော်အလုံးစုံလူရှိသောခိုင်းဆိုရင်ပါတယ်တော့တစ်လေးလုံးလို့မှဘာဖြစ်လို့လဲဆိုတော့ဒီမတ္တရာဝတိမျိုးမှာကလေးမတ္တရာကိုဘာဖြစ်လဲတခိုင်းဖွဲ့လို့ဆိုမတ္တဝတိကာရမျိုး၌လေးခိုင်းလျင်လေးမတ္တရာလျင်တခိုင်းဖွဲ့လေးသောကြောင့်အလုံးစုံဂရုရှိသောခိုင်းအရာနှစ်နှလုံးပါသောမခိုင်းကိုယူရမည်အလုံးစုံလူရှိသောခိုင်းအရာတစ်လေးလုံးပါသောနှခိုင်းကိုယူရမည်အဲ့တော့နှစ်နှလုံးယူလိုက်မှာနှစ်ကနမတ္တရာနောက်နှစ်ကနမတ္တရာနှစ်ခုပေါင်းလိုက်တော့လေးမတ္တရာတစ်ကဓမ္မတ္တရာနမတ္တရာသုံးမတ္တရာလေးမတ္တရာအဲ့လိုယူမှာ okay မယ်နော်အဲ့လိုမှမဟုတ်လို့ရှင်ဒီအရာကြီးသွားယူမယ်နဲ့ဖြစ်မယ်6မတ္တရာဖြစ်သွားမှာပေါ့ဒီကောင်ယူကြပြန်တော့လေ3မတ္တရာတရားကဘာဖြစ်လဲ4မတ္တရာမပြည့်ဘူးဒီကောင်ကြတော့ပါတယ်တော့4မတ္တရာကြောနေတယ်တော်ပေါ့တယ်နော်အဲ့တော့ဒီမဲ့မနေ့ကပြခဲ့တဲ့အလုံးစုံဂရုရှိသောခိုင်းကကြတော့နှစ်သုံးလုံးအလုံးစုံလူရှိသောခိုင်းဆိုတာကတစ်သုံးလုံးဒီနေ့ပြတဲ့အလုံးစုံဂရုရှိသောခိုင်းဆိုတာကနှစ်နှလုံးအလုံးစုံလူရှိသောခိုင်းဆိုတာကတစ်လေးလုံးနာမည်ကိုတော့အတူယူလို့ရတယ်အနာမည်ကိုဘယ်လိုအတူယူလို့ရလဲဆိုလို့ရှိရင်ဒီကမခိုင်းကနှစ်သုံးလုံးပါတယ်မခိုင်းဒီကနှခိုင်းကတစ်သုံးလုံးပါတယ်မခိုင်းနှခိုင်းလို့ယူသွားပါတယ်နော်ဆိုဝဏဝုဒ္ဓိဤမခိုင်းသည်နှစ်သုံးလုံးဝဏဝုဒ္ဓိဤနှခိုင်းသည်တစ်သုံးလုံးမတ္တဝုဒ္ဓိဤမခိုင်းသည်နှစ်နှလုံးမတ္တဝုဒ္ဓိဤနှခိုင်းသည်တစ်လေးလုံးအဲ့ဒါဒီဟာနဝါရရှိတဲ့အတွက်ကြောင့်မို့နောက်မှာမေကုန်းတွေပါတယ်နေကြည်တဲ့ခါကျတော့လို့ချင်းလဲအဲ့လိုနှမျိုးဖြစ်ရတယ်လို့အဲ့ဒါမှတ်ထားကဲငါရှင်တို့ဆိုအောင်အရိယာဇာယီသောမတ္တဝုဒ္ဓိကာရမျိုး၌ဒါကိုင်းစားကိုင်းတကိုင်းအလုံးစုံဂရုကြီးသောကိုင်းအလုံးစုံလူကြီးသောကိုင်းဤငါးကိုင်းကိုသာသုံးသည်ငါးကိုင်းတင်လားဆိုတော့ငါးကိုင်းတင်သုံးလာလားဆိုတော့မဟုတ်ဘူးအဲ့တော့နောက်တပည့်တော်တို့ဟိုအောဘက်စန္ဒတကဂါထာမှာကြတော့ရကိုင်းနဲ့ရကိုင်းကိုပါသုံးတဲ့တော့ကြောင့်မလို့သူကဒီအခုပြောရတဲ့ပင်စည်းမီဆိုတဲ့ငါးကိုင်းကများသောအားဖြင့်ငါးကိုင်းပဲသုံးတယ်နည်းနည်းပါးပါးရကိုင်းရကိုင်းလည်းသုံးတယ်ဆိုများသောအားဖြင့်ဤငါးကိုင်းသာသုံးသည်ရကိုင်းရကိုင်းတို့ကိုနည်းနည်းပါးပါးလည်းသုံးသေးသည်အဲ့တော့အရိယာဇာယီတဲ့မတ္တဝုဒ္ဓိကာရမျိုးမှာအများဆုံးသုံးတဲ့ငါးကိုင်းဟာဘယ်နှကိုင်းဘာတွေလဲဆိုရင်ဘာဇာတာတဗ္ဗဂရုတဗ္ဗလဟုကိုင်းတဗ္ဗဂရုကိုင်းတဗ္ဗလဟုတဗ္ဗဂရုကိုင်းတဗ္ဗလဟုကိုင်းဆိုပါဘာဇာတာတဗ္ဗဂရုကိုင်းတဗ္ဗလဟုကိုင်းဤငါးကိုင်းကိုသာများသောအားဖြင့်သုံးသည်ဘာဖြစ်လဲဤငါးကိုင်းကိုသာဘာဖြစ်လဲများသောအားဖြင့်သုံးသည်ရကိုင်းနဲ့ရကိုင်းကိုနည်းနည်းပါးပါးသုံးသေးသည်ပြောပါရကိုင်းနဲ့ရကိုင်းကိုနည်းနည်းပါးပါးသုံးသေးသည်အဲ့တော့မတ္တဝုဒ္ဓိဂါထာမှာ၄မတ္တရာကိုဘာဖြစ်လဲတ
တကိုင်းဖွဲ့တယ်ဝဏဝတိဂါထာမှာကြတော့အခရာ3လုံးကိုတကိုင်းဖွဲ့တယ်ဂိုင်းဖွဲ့ပုံဖွဲ့လေးကွဲတယ်နော်မတ္တဝတိဂါထာမှာဆိုလို့ရှိရင်၄မတ္တရာကိုတကိုင်းဖွဲ့တယ်ဝဏဝတိဂါထာမှာဆိုရင်အခရာ3လုံးကိုတကိုင်းဖွဲ့တယ်အဲ့ဒါကိုဒီချမှတ်တာပင်စည်းမေတန္တိတာကဏ္ဍဆိုတဲ့စကားလုံးဟာများသောအားဖြင့်သုံးတာပါရေဘူးရစကားဘာဖြစ်လို့လဲဆိုတော့ဩပက်စန္ဒတကဂါထာ၌ရဂိုင်းရဂိုင်းတို့ကိုလည်းနည်းနည်းပါးပါးသုံးထားတာကိုကြည်သောအားဖြင့်ဆိုပင်စည်းမေတန္တိတာကဏ္ဍမတ္တဝတိမျိုး၌ဤငါးကိုင်းကိုသာသုံးမိဟုဆိုထားခြင်းသည်များရသောလိုက်၍ရေဘူးရနီအားဖြင့်ဆိုထားသောစကားဖြစ်သည်ဝေဒာလီဂါထာ၌ရဂိုင်းဩပစ္ဆန္ဒတကဂါထာ၌ရဂိုင်းရဂိုင်းတို့ကိုလီယူထားသောကြောင့်ဒီအဲ့တော့ဒီမှာဝေဒာလီဂါထာမှာတွေ့တယ်မလားတမေတွဋ္ဌရလကတတောပတိဆိုတယ်မှာဘာကိုင်းတော့ရဂိုင်းသုံးထားတာတွေ့ရနော်အဲ့တော့ရဂိုင်းသုံးထားတယ်မြင်တယ်ငါချင်းတို့မြင်ပါစေပြီးတော့ဩပစ္ဆန္ဒတကဂါထာမှာလည်းရယာဩပစ္ဆန္ဒတကရယာယဒန္တိဆိုတဲ့အတိုင်းပဲရဂိုင်းရဂိုင်းသုံးထားတာရှိတယ်အဲ့တော့ငါချင်းတို့ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့မတ္တရာဝတိဂါထာမျိုးမှာဘယ်နှကိုင်းသုံးတယ်လဲလို့မေးလို့ရှိရင်ဘယ်နှကိုင်းပြောခုနှစ်ကိုင်းလို့ဖြေရမှာပေါ့နောက်ကျရင်ပု္ပ္ပာလာလိမ့်မယ်ဘယ်နှကိုင်းဖြေမလဲဘယ်နှကိုင်းသုံးတယ်ဆိုများသောအားဖြင့်9ကိုင်းနည်းနည်းပါးပါး2ကိုင်းပေါင်း9ကိုင်းသုံးသည်မတ္တဝတိဂါထာမျိုး၌များသောအားဖြင့်9ကိုင်းနည်းနည်းပါးပါး2ကိုင်းပေါင်း9ကိုင်းသုံးသည်အဲ့တော့အရိယဒီမိနံအာရိယအရိယမှာကျွင်းသောမတ္တဝတိဟုသမျှကိုယူရသည်အရိဒရနဲ့ပတ်သက်ပြီးတော့အရာကောက်ယူဆမျိုးမျိုးရှိတယ်ဒါကြောင့်မို့တစ်ခေါက်ပဲမှတ်ပေါ့လေအဲ့တော့ယူဆများတဲ့ဟာတွေနဲ့ရှောင်ပေါ့ကနောဣဒစတုကလောတဲ့ဗါလဲတော့ကနောဣဒစတုကလောလေးမတ္တရာကိုကနောဣဒစတုကလောဆိုတာလေးမတ္တရာကိုတကိုင်းဖွဲ့တယ်လေးမတ္တရာကိုတကိုင်းဖွဲ့တယ်ဆိုတာကလည်းပဲလေးမတ္တရာကိုတကိုင်းဖွဲ့တယ်ဆိုတာကလည်းပဲသူရေဘူးရအနေနဲ့သုံးတာအဲ့တော့ယထာတိတာကဏတ္တယေနတန်ယုတ်တော်ဒီပေါ်မှာတင်တာရာယတဆိုတင်တာဘယ်လဲတော့ရာယတဆိုတင်တာရာယတရကပါလဲရကိုင်းလေရပါတော့ရကိုင်းပါတော့ရာမိကျက်ဘယ်နှမတ္တရာဟာနှစ်နဲ့တစ်နဲ့နှစ်နဲ့ပေါင်းတော့အကြာကြီးစဉ်းစားနေတာဘယ်နှမတ္တရာတော့ဩ9မတ္တရာမဟုတ်လား तू ဟာ4မတ္တရာကိုတကိုင်းလို့ပြောတာမဟုတ်လားစတုကလော4မတ္တရာကိုကနောတကိုင်းလို့ပြောတာမဟုတ်လားဒါလည်းရည်မှုရပါပဲတဲ့ဘာဖြစ်လို့လဲဆိုတော့ရကိုင်းနဲ့ရှင်းတဲ့ခါကျလို့ချင်းဘယ်နှမတ္တရာဖြစ်သွားမှာ9မတ္တရာဖြစ်သွားမှာရကိုင်းနဲ့ရှင်းရော9မတ္တရာဖြစ်သွားမှာတကိုင်းနဲ့ရှင်းရော9မတ္တရာဖြစ်သွားမှာနော်ဒါမဲ့တော့ဒီတကိုင်းနဲ့တော့မသုံးတာတော့ဒီရကိုင်းနဲ့ရကိုင်းသုံးတာတွေ့ရတယ်ဘယ်မှာတွေ့ရလဲဆိုရင်ဝေဒာလီဂါထာမှာရကိုင်းကိုသုံးထားတာတွေ့ရမယ်ဩပစ္ဆန္ဒတကဂါထာမှာရကိုင်းရကိုင်းကိုသုံးထားတာတွေ့ရမယ်တကိုင်းသုံးတာတော့မတွေ့သလောက်ပဲမတွေ့ရဘူးပေါ့လေအဲ့ဒါလေးမှတ်ထားအဲ့တော့ဆိုကနောဣဒစတုကလောလေးမတ္တရာလျင်တကိုင်းဖွင့်ရမည်ဟုဆိုထားသောစကားသည်များရသို့လိုက်၍ဆိုသောရေဘူးရစကားဖြစ်သည်မတ္တရာဝတိမျိုး၌များသောအားဖြင့်လေးမတ္တရာကိုတကိုင်းဖွဲ့လေရှိသည်တယံတခါ9မတ္တရာကိုတကိုင်းဖွဲ့ရသည်လေရှိသည်အဲ့တော့ဒီမှာ9မတ္တရာဒီကောင်းလဲဘယ်လောက်လဲရကိုင်းလဲဗါလဲ9မတ္တရာနော်ကဲဆိုကျွင်းဆို9ကိုင်းမှကျွင်းတော့ခုနက9ကိုင်းမဟုတ်လားဘာသာတပကလူ9ကိုင်းသုံးတယ်မဟုတ်လားဆို9ကိုင်းမှကျွင်းတော့အနဲ့လိုက်ဆိုကဏတေတာကဏတ္တယေန9ကိုင်းမှကျွင်းတော့ရာယတ3ကိုင်းနှင့်တန်ယုတ်တော်တရာရှင်သောအခါ၌ပြင်စမတ္တိကောဘိဘဝတိ9အမတ္တရာတကိုင်းလီဖြစ်သည်ထို့ကြောင့်
လေးမတ်တရာလည်းရင်တကိုင်းဖွဲ့ရမည်ဟူသောစကားသည်ရေဘူးရဖြင့်ဆိုထားသောစကားဖြစ်သည်ရှင်များတို့လည်းညနေဆိုတော့ဘိုက်ဟာနေပြီထင်တယ်အတန်းအဲ့တော့အဲ့ဒါတွေမှတ်ထားဘာသာသဘာဝကနောဣဒစတုကလောအဲ့ဒါမှတ်ထားအဲ့တော့ဒါကိုဒီတော့မကိုင်းနကိုင်းလို့ယူတာလည်းရှိတယ်မကိုင်းနကိုင်းလို့ယူရင်လည်းပဲဘယ်လိုမကိုင်းမျိုးလဲလို့မယ်နှစ်နှလုံးမကိုင်းတစ်လေးလုံးမကိုင်းလို့မှတ်မိတယ်နော်တဘာဂရုကိုင်းတဘာလဟုကိုင်းကိုတဘာဂရုကိုင်းကိုမကိုင်းယူမယ်တဘာလဟုကိုင်းကိုနကိုင်းယူမယ်ဆိုလို့ရှိရင်မကိုင်းရနှစ်နှလုံးရှိတယ်မကိုင်းနကိုင်းရတစ်လေးလုံးပါတယ်မကိုင်းမနကိုင်းလို့ဒီလိုအဓိပ္ပာယ်ယူဆိုလေးမတ္တရာတကိုင်းသားကိုမတ္တရာဩတိမျိုးမတ္တရာဩတိမျိုးအတ္တရာသုံးခုတကိုင်းမျိုးမတ်ယူဝဏမျိုးအဲ့တော့မတ္တရာဩတိမျိုးမှာလေးမတ္တရာကိုတကိုင်းဖွဲ့တယ်ဝဏဩတိမျိုးမှာကြတော့အက္ခရာသုံးလုံးကိုတကိုင်းဖွဲ့တယ်ကျတော့ခဏခဏပြောနေတယ်ပြင်းနေလောက်ပါအဲ့တော့တပ္ပကလဟုဤပတ်၌တပ္ပဂရုဝိယမကိုင်းအခရာသုံးလုံးရှိသောမကိုင်းတပ္ပလဟုယအခရာဗါတဲ့တော့အခရာသုံးလုံးရှိသောတစ်သုံးလုံးပါသောနာကိုင်းဟုမမှတ်နဲ့တဲ့တွေ့လားတပ္ပဂရုဝိယဗါတဲ့တော့နှစ်သုံးလုံးပါတဲ့မကိုင်းတပ္ပလဟုယတစ်သုံးလုံးပါတဲ့နာကိုင်းလို့မမှတ်နဲ့တဲ့လေးမတ္တရာစေသောလေးမတ္တရာရှိရမည်ဖြစ်သောဘာဖြစ်လဲနှစ်နှလုံးပါတယ်နှစ်နှလုံးတော့သွားဖြစ်နေလေဟုတ်လားဟိုဂရုနှလုံးပါတော့ဂရုနှလုံးနဲ့နှစ်နှလုံးအတူပဲမဟုတ်လားအဲ့တော့ဂရုနှလုံးနှစ်နှလုံးပါတော့တပ္ပဂရုမကိုင်းလေးမတ္တရာရှိတော့တနည်းအားဖြင့်ပြောလို့ရှိရင်လဟုလေးလုံးပါတော့ဘာဖြစ်လဲနာကိုင်းလို့အဓိပ္ပာယ်မှတ်ပါဝဆနထဇောတိကာတိကာ၌ကားတဲ့တပ္ပဂရုယမကိုင်းတပ္ပလူယနာကိုင်းကိုဆိုလိုသည်အဲ့တော့ဝဇနထဇောတိကတိကာယတပ္ပဂရုယမကိုင်းလို့ယူတယ်ဒီမကိုင်းကနှစ်သုံးလုံးမကိုင်းလားနှစ်နှလုံးမကိုင်းလို့ယူမလားဆိုရင်နှစ်နှလုံးမကိုင်းကိုယူနှစ်နှလုံးမကိုင်းယူမှာနှစ်နဲ့ပေါင်းလေးမတ္တရာဖြစ်မှာမလားတပ္ပလဟုအယနာကိုင်းကိုလည်းပဲတစ်လေးလုံးပါနဲ့နာကိုင်းကိုယူရမှာဟုတ်တယ်မလားတစ်လေးလုံးပေါင်းလိုက်မှာဘာဖြစ်လဲလေးမတ္တရာပြည့်မှာမလားဒီဝဏဝတိမတ္တရာဝတိမျိုးကခနောဣဒစတုကလောလေလေးမတ္တရာကိုတကိုင်းဖွဲ့ရတာမလားအဲ့တော့လေးမတ္တရာကိုတကိုင်းဖွဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့တပ္ပဂရုယနှစ်နှလုံးပါတယ်မကိုင်းကိုယူရင်လေးမတ္တရာဖြစ်မယ်တပ္ပလဟုယတစ်လေးလုံးပါတယ်နာကိုင်းကိုယူလို့ရှိရင်လေးမတ္တရာဖြစ်မယ်သဘောပေါက်ပြီလားအဲ့ဒါလေးမှတ်ထားသူကဒီမှာအဓိပ္ပာယ်ပြသေးတယ်မတ္တဒွေဂရုနတ္တတုလဟုစတုတ်ကံတဲ့တွေ့လားမတ္တမကိုင်းလို့ယူမှာတဲ့မတ္တကိုဗါတဲ့တော့မကိုင်းလို့ယူပါတယ်အဲ့ဒီမကလည်းပဲဟိုဝဏဝတိမျိုးတောင်းကလို့ဗါတဲ့တော့နှစ်သုံးလုံးပါတယ်မမဟုတ်ဘူးနော်ဒွေဂရုတဲ့ဗါတဲ့တော့နှစ်နှလုံးပါတယ်မကိုယူတဲ့နတ္တတုစတုစတုတ်ကံလဟုစတုတ်ကံတဲ့နာကိုင်းအရာလည်းပဲတစ်သုံးလုံးပါတယ်နာကိုင်းကိုမယူနဲ့တဲ့တစ်လေးလုံးပါတယ်ဘာဖြစ်လဲလဟုစတုတ်ကံမလားလဟုဆိုတာတစ်ပဲမလားလဟုဆိုတာတစ်ပဲလဟုစတုတ်ကံတစ်လေးလုံးပါတယ်ဘာဖြစ်လဲလဟုကိုယူဆိုမတ္တအရာဒွေဂရုနှလုံးပါတော့ဝါနဲ့နှလုံးပါတော့မကိုင်းကိုယူနတ္တနာကိုင်းအရာလဟုစတုတ်ကံလဟုလေးလုံးပါတော့ဝါတစ်လေးလုံးပါတော့နာကိုင်းကိုယူဒါကြောင့်မလို့စတုတ်ကလောလို့ဆိုတာစတုတ်ကလောဆိုတာလေးမတ္တရာဖြစ်ရမယ်လေးမတ္တရာဖြစ်အောင်မဖြစ်အောင်လုပ်ပေးရမယ်အညတ္ထဝိဇုံမာလာတိဒီမှာတွေ့တယ်မလားဆိုအညတ္ထဝိဇုံမာလာတိမတ္တရာဟုတ်တိမတပါးတခြားသောဝိဇုံမာလာအစရှိသောဝဏဝတိမျိုး၌ကကရုတ်တယံမောကနောဂရုသုံးလုံးပါသောဝါနှစ်သုံးလုံးပါသောမကိုင်းကိုယူလဟုတ်တယံနောကနောလဟုသုံးလုံးပါသောဝါတစ်သုံးလုံးပါသောနာကိုင်းကိုယူဒါစောင်းမွဲမေးလို့ကောင်းတယ်ဘယ်လိုကောင်းတော့ဝဏဝုဒ္ဓိလာမကိုင်းနာကိုင်းနဲ့မတ္တရာဝုဒ္ဓိလာမကိုင်းနာကိုင်းတို့ဤအထူးဆိုတော့မေးလို့မရောက်လားဇာတ်ထဲမှာမလုပ်ထားသေးဘူးမေးလို့မရရတယ်ဟုတ်လားဆိုဝဏဝုဒ္ဓိမျိုးလားမကိုင်းကဝဏဝုဒ္ဓိမျိုးလားမကိုင်းကဂရုသုံးလုံးနာကိုင်းက
lahu dolo tolong ji be no twa ba bi no so matra odi la ma kain ga garu nalong net nalong matra odi la na kain ga lahu lelong dit lelong shinh mi la ma shinh thap pyo ma lo shinh da la takae shinh yan la bုန်းကြီးတွေပြောလို့ရှင်းတာဟိုဘက်ရောက်နေဟုတ်လားဒါကြောင့်လည်းဒီမှာအထူးတွေ့တယ်မလားတဘဂလာကဝဏဝတိမျိုးကတဘမကိုင်းနဲ့နကိုင်းတော့ရတယ်နော်တဘဂလဟုကကြတော့ဘာဖြစ်လဲမတ္တရဝတိမျိုးကမကိုင်းနဲ့နကိုင်းဒီလိုပါဠိကိုင်းပြီးတော့မေးရင်လည်းဖြေတတ်ပါစေမကိုင်းနကိုင်းလို့ကိုင်းပြီးတော့မေးရင်လည်းဖြေတတ်ပါစေအဲ့တော့တဘဂလာယဂရုတော်လုံးရှိတော့မကိုင်းနဲ့လဟုတော်လုံးရှိတော့နကိုင်းကိုယူရမည်တဘကလဟုယလဟုနှလုံးရှိတော့မကိုင်းနဲ့လဟုလေးလုံးရှိတော့နှကိုင်းဆိုတော့ကဲမကိုင်းနဲ့နှကိုင်းဘယ်နှမျိုးရှိလဲလို့မေးနှမျိုးရှိတယ်လို့မှတ်တာနော်အဲ့ဒါလေးမှတ်တာအဲ့တော့မကိုင်းနှကိုင်းအထူးလဲဒီတရားလေးရမကြမေးတယ်တွေ့ဘူးတယ်ပြီးတော့နောက်တစ်ခုစမ်းကြမ်းနဲ့အသုံးပြုတော့ဂိုင်းများတဲ့စမ်းကြမ်းမှာအသုံးပြုတဲ့ဂိုင်းလို့မေးလို့ရှိရင်ဘယ်နှဂိုင်းပြောမှာရှစ်ဂိုင်းအာနာကုန်မဲ့နော်နောက်တစ်ခုကမတူဒီပထမအဖြေရသူကအဖြေရနှစ်ခုစီဖြေထားတယ်အဲနှစ်ခုစီဖြေထားတာကပထမအဖြေဒီအဲ့ဒီခုနကဒီမကိုင်းနဲ့နာကိုင်းအတူတူပဲတဘဂရုကိုင်းနဲ့မကိုင်းတဘလူကိုင်းနဲ့နာကိုင်းကအတူတူပဲဆိုတဲ့အဓိပ္ပာယ်ကိုလက်ခံထားတဲ့နီးဒုတိယနီးကတော့တဘဂရုကိုင်းနဲ့မကိုင်းတဘလူကိုင်းနဲ့နာကိုင်းကမတူဘူးလို့လက်ခံထားတဲ့နီးပထမနီးကဘယ်လိုဖြေထားလဲတဘဂရုကိုင်းနဲ့မကိုင်းဟာအတူတူပဲတဘလူကိုင်းနဲ့နကိုင်းဟာဗါတယ်တော့အတူတူပဲဆိုတဲ့နီးဒုတိယနီးကတော့တဘဂရုကိုင်းနဲ့မကိုင်းမတူဘူးတဘဂလူကိုင်းနဲ့နကိုင်းမတူဘူးအဲ့တော့တပည့်တော်တို့ကဒီဒုတိယနီးကိုသိမကြိုက်ပထမနီးပဲကောင်းမကောင်းလားဆိုရင်ကောင်းတယ်အဲ့တော့ပထမနီးဝယ်ကြည့်လိုက်နော်အဲ့တော့ဒီစမ်းချမ်းမှာသုံးတဲ့ခိုင်းရအာနာကိုဘယ်နှခိုင်းမယ်လဲ၈ခိုင်းမယ်လို့မှတ်လိုက်နော်အဲ့တော့မတူဘူးတဲ့ဝါဒအရဆိုရင်တဘဂရုကိုင်းတဘလူကိုင်းတိုင်း10ခိုင်းလို့ဖြေအဲ့တော့မတ္တဝုဒ္ဓိမှာအသုံးမတ္တဝုဒ္ဓိမျိုးမှာပဲအသုံးပြုတဲ့ခိုင်းလို့မေးလို့ရင်ရှိလားဆိုရင်မရှိဘူးလေမတ္တဝုဒ္ဓိခိုင်းမှာပဲအသုံးပြုပြီးတော့ဝဏဝုဒ္ဓိမျိုးမှာမသုံးဘူးမတ္တဝုဒ္ဓိမျိုးမှာပဲသုံးတဲ့ခိုင်းမရှိဘူးလေသူကခိုင်းနေတာကိုဝဏဝုဒ္ဓိမျိုးကကြတော့ခိုင်းရများတာဝဏဝုဒ္ဓိမျိုးမှာ၈ခိုင်းသုံးတယ်မတ္တဝုဒ္ဓိမျိုးမှာကခုနပြင်စီမေတန္တိတကနာဆိုတော့9ခိုင်းသုံးတယ်အဲ့တော့မတ္တဝုဒ္ဓိမျိုးမှာပဲသုံးတဲ့ခိုင်းဆိုတာမရှိဘူးဒါပေမဲ့တော့မတူဘူးဆိုတဲ့ဝါဒရတော့မတ္တဝုဒ္ဓိမျိုးမှာပဲသုံးတဲ့ခိုင်းကတဘလူခိုင်းတဘဂရုခိုင်းတဘလူခိုင်းဆိုတော့2ခိုင်းလို့ဒါဖြေလို့ရတယ်နောက်ဝဏဝုဒ္ဓိမျိုးမှာသာအသုံးပြုတဲ့ခိုင်းလို့မေးလို့ရှိရင်ဝဏဝုဒ္ဓိမျိုးမှာသာဆိုတာဒါဆက်လက်နေတာနော်အဲ့တော့မတ္တဝုဒ္ဓိမျိုးမှာမသုံးဘဲနဲ့ဝဏဝုဒ္ဓိမျိုးမှာပဲသုံးတဲ့ခိုင်းကတခိုင်းတခိုင်းတဲ့ဒါပေမဲ့မတူတာကိုမတူတဲ့ဒုတိယနီးလို့ဆိုရင်မကိုင်းနဲ့နကိုင်းအဲ့ဒါနှကိုင်းဖြစ်သွားတာပြည့်စည်မေတန္တိတကနာမဟုတ်လားဆိုပြည့်စည်မေတန္တိတကနာ9ကိုင်း3သည်9ကိုင်းကိုများသောအားဖြင့်3သည်နှကိုင်းကိုနည်းနည်းပါး3သည်3တော့ပြည့်စည်မေဘာဇတာနော်ဘာဇတာဒီပြီးတော့ချက်ထားတာမှားရခိုင်းနဲ့ရခိုင်းဒီကောင်9ခိုင်းပေါ့လေအဲ့တော့ရှင်များတို့ကိုယ့်ကိုယ်တာဆက်လက်ပြီးတော့ဖတ်ကြည့်ပါတပည့်တော်ပြောရင်ဘိုးရှုပ်နေပါဟုတ်လားအဲ့တော့တခိုင်းတခိုင်းနဲ့3တယ်တခိုင်းတခိုင်းနဲ့3တယ်ဆိုတာကဝဏဝတ္တိမျိုးမှာပဲအသုံးပြုတဲ့တခိုင်းတခိုင်းဒီတခိုင်းဟာတပည့်တော်တို့မတ္တရာဝတ္တိမျိုးမှာသုံးတာမတွေ့ရမတ္တရာဝတ္တိမျိုးမှာအများဆုံးသုံးတာဘယ်နှခိုင်းလဲလို့မင်း9ခိုင်းအဲ့တော့ဗါတယ်တော့ဘာဇာတရဲ့မကိုင်းနကိုင်းရဲ့အများဆုံးသုံးတယ်ရနဲ့ရကနည်းနည်းပါးသုံးတယ်ဒါကြောင့်မလို့9ကိုင်းသုံးတယ်တကိုင်းကလုံးဝသုံးတာမမြင်အောင်အဲ့တော့နှမျိုးလုံးအသုံးပြုတဲ့ကိုင်းဒါဆက်လက်တာပဲเนาะတနည်းအဲ့တော့ရှင်များတို့ကဒါကိုယ့်ကိုယ်တိုင်ရေးစီဖတ်ကြည့်လိုက်တော့မျက်စိရှုပ်တာဆိုမတ်ပုံစီရတိန်တရာမိကျက်ဆိုပါရာမိကျက်
တိလိသွာတအာသာဇာနေဘူးဘူလာမီနုတိပါဂိုင်းနနခယာထပ်ဆိုမဘုံစီယဒိန်တရာမိကျတိလိသွာတအာသာဇာနေဘူးဘူလာမီနုတိပါဂိုင်းနနခယာဆိုတော့အရှိဆုံးနှကိုင်းဒါပဋ္ဌာရဖြတ်နဲ့အစဉ်အတိုင်းရေးရတာနော်ဘယ်အစဉ်တိုင်းရေးတာနော်အပဋ္ဌာရမစ္ဆာတောလုံးပွဲမစ္ဆာဆန်းကိုပဋ္ဌာရဖြတ်နဲ့အစဉ်အတိုင်းရေးထားတယ်အဲ့တော့ရှေ့နှကိုင်းကအိဋ္ဌာနောက်ဆုံးနှကိုင်းကလည်းအိဋ္ဌာအလေလေးကိုင်းကအနိဋ္ဌာအဲ့တော့မကိုင်းရှိမယ်မတ်ဘုံစီမကိုင်းရတိန်တကရကိုင်းရာမိချက်ကရာကိုင်းတိလိသွာကပါတယ်တော့သာကိုင်းတအတကတာကိုင်းဇာနေဘူးဇာကိုင်းဘူလာမီဘာကိုင်းနုတိပါနာကိုင်းအဲ့ဒါလေးမှတ်ထားသူ့ပုံစံနဲ့သွားမယ်အဲ့တော့မတ်ဘုံစီကပြောမတ်ဘုံစီကပါတယ်နော်ဒါပါတော့မကိုင်းရကိုင်းရာကိုင်းတာကိုင်းတာကိုင်းဇာကိုင်းဘာကိုင်းနာကိုင်းအခါပဲယူရတာနော်အဲ့တော့ဘာဒီမကိုင်းကိုဘာစောင့်နော်ဘုံမစိုးနတ်စောက်တယ်ဘာမစမ်းနော်ဘုံမစိုးနတ်စောက်တယ်ရကိုင်းကိုဘယ်သူကစောက်တော့တိတ်နတ်သားစောက်တယ်တိတ်နေဘာစောက်တာနော်တိတ်နတ်သားစောက်တယ်ရကိုင်းကိုဘာစောက်တော့မိနတ်သားစောက်တယ်တိဆိုတော့လိဆိုတော့ဘာကိုင်းဘာနတ်သားစောက်တာနော်ဟမ်လိရပါတော့လေနတ်သားလိရပါတယ်တော့လေနတ်သားဒီမှာလိတွေ့တယ်မှာလေနတ်သားလိရပါတယ်တော့လိရလေနတ်သားစောက်တယ်အဲ့တော့အတကိုင်းကလေနတ်သားစောက်တယ်တကိုင်းကအာဂတဇိုနတ်သားစောက်တယ်ဇာကိုင်းကနေနတ်သားစောက်တယ်ဘာကိုင်းကလာနတ်သားစောက်တယ်နကိုင်းကတရားစောက်တယ်ဘာစောက်တာတော့အဲ့တော့တရားစောက်တယ်သိရတရားမလားတရားစောက်တယ်နက်ခတ်ကဇစ်ပါတယ်နော်ဒါပဋ္ဌာရဖြတ်ပုံအစဉ်နော်ရှင်မတို့ကပဋ္ဌာရဖြတ်ပုံဇေကပါတယ်နော်ဇစ်ထာနက်ခံဇေရပါတယ်နော်ဒီမဲ့ဘိဓမ္မာက50အဘိဓမ္မာ58 59 60မှာနက်ခတ်တတ္တဓိကဝိသနက်ခတ်တာနက်ခတ်29လုံးရှိတယ်နက်ခတ်ဘယ်နှလုံးရှိတယ်ဘိဓမ္မာနေတော်တော်ကြက်ပြီလားဘယ်နေရာလောက်ရဘိဓမ္မာဘယ်နေရာလောက်ရဒီလိုတော့ပင်မခံကြက်မလို့ဒီလိုတော့လုံးကောက်ပဲဟာလားအလုံးလေးတွေကောက်ထားတာနော်အဲ့တော့အဘိဓမ္မာတော့ဖြစ်နေပါပြီနက်ခတ်ဘယ်နှလုံးရှိလဲဆိုရင်တတ္တဓိကဝိသနက်ခတ်တာဆိုတော့နက်ခတ်20နဲ့9လုံးရှိတယ်29လုံးကနောက်ကဟာတွေကဇိထနက်က18လုံးရှိတယ်လို့ဆိုလိုတာမဟုတ်ဘူးနော်ဇိထနက်က18လုံးမြောက်မှရှိတယ်မကြည့်လိုက်လေဒီမဲ့ဇိထနက်ကတွေ့တယ်မလား18လုံးမြောက်နော်သဘောပေါက်လားဇိထနက်ကဘယ်လုံးမြောက်တော့အဲ့တော့18လုံးမြောက်မှရှိတယ်ပြီးတော့တက်ကဘာနက်ခတ်တော့ဟမ်တတ္တဘိဒရှနက်ခတ်တယ်ဗါတဲ့တော့ဒီမယ်လေတဏ္ဍမတတ်မလားသူဘယ်နှလုံးမြောက်မှာရှိတော့24လုံးဒီမှာကြည့်လေတတ္တဘိဒဇောဆိုတာဟုတ်တယ်မလားအဲ့တော့တတ္တဘိဒဇောကိုဆရာတွေဘယ်လိုဘာသာပြန်လဲတတ္တဘိဒရှနက္ခတ်ဘာနက္ခတ်တော့အဲ့တော့တတ္တဘိဒရှနက္ခတ်24လုံးမြောက်မှာရှိတယ်ကြက်ကဘယ်နှလုံးမြောက်တော့3လုံးမြောက်တကြတိကဟုတ်လားကြတိကနက္ခတ်ဘာနက္ခတ်တော့အဲ့တော့ကြတိကနက္ခတ်ဘယ်နှလုံးမြောက်မှာတော့3လုံးမြောက်မှာပြီးတော့သွားက15လုံးမြောက်မလား15လုံးမြောက်သွားတိနက္ခဘာနက္ခတော့အဲ့တော့သွားတိနက္ခက15လုံးမြောက်မှာတာပါတော့တာက20နဲ့မလားအဲ့တော့20ကြည့်လိုက်20ကပါတယ်တော့တဝနောမလားတဝနောဆရာတွေဘယ်လိုပါတာပြန်လဲတရဝနက္ခဘာနက္ခတော့တရဝနက္ခပုကပါတယ်တော့ပုက9လုံးမြောက်မလား9လုံးမြောက်ပါရှိမလားပုဏ္ဏဘတုဟုတ်တယ်နော်ပုဏ္ဏဘတုကိုဆရာတွေကဘယ်လိုဘာသာပြန်လဲပုံဏဖုတ္တရှနက္ခတယ်ဗါတယ်နော်အဲ့တော့ပုံဏဖုတ္တရှနက္ခတယ်နော်အဲ့ဒါပုံဏဖုတ္တရှနက္ခနဲ့ရှင်းတယ်တဲ့ဒီ3လုံးနေပေါ့လေနောက်မိရပါတယ်နော်နံပါတ်5မလားနံပါတ်5ကပါတယ်နော်မိဂတိနာဆိုတော့ဗါတယ်နော်ဆရာတွေကဘယ်လိုဘာသာပြန်လဲမိဂတိနက္ခတဲ့ဘာကဘယ်နှလုံးမြောက်နှလုံးမြောက်မလားဗရဏိဋ္ဌိဆိုတော့ဘာနက္ခတော့ဗရဏိနက္ခအဲ့တော့နက္ခအဲ့တော့ဘယ်ကိုင်းမှာဘယ်နှက်စောက်တယ်ဘာနက္ခလဲနော်ဘယ်ကိုင်းမှာတော့ကဲပြောချင်း
so ma gain go Bomazona Saudi Zeta Naka Ya gain go Tainada Saudi Barero Tada Bidisha Naka so what Tada Bidisha Naka Ragango although out of my body, no? Out of my body. So Ragango Mina da Saudi Jadiga Naka Tagango Lina da Saudi Thoandi Naka Tagango so Kaliri Janava Aga the Zona Saudi the Raw Naka Zagango Nina da Saudi Pona Pudasha Naka Bagaingo Lana da Saudi Migadi Naka Nagaingo the Jana da Saudi Pranaka Jana da Saudi Praninaka I don't Naka ye lonely and need Hali di Kajaro the Brubioles Zita Tara Zeta Nakaka such a long yamashide Poma dahu hola at the da Bidijan Poma dahu no Bona Pudajan Nakaga da Konalom yamashide no pen dat toa di pen nga daga dase ပြောင်းပြန်လာတယ်တော့15တွာတိနခက15လုံးမြောက်မှာရှိတယ်နော်ပင်စီမိဂတိတဲ့မိဂတိနခက9လုံးမြောက်မှာရှိတယ်နော်နခဘယ်နှလုံးရှိရတာ29လုံးနော်အဲ့ဒါလေးမှတ်ထားဗရဏီတွေးတဲ့ဗရဏီနခက2လုံးမြောက်မှာရှိတယ်တေကြတိကတဲ့ကြတိကနခက3လုံးမြောက်မှာရှိတယ်ဒွေဒံတရဝံနခကဒွေရနဲ့ဓွာ20မလားပြောင်းပြန်လာတယ်တော့20နဲ့တရဝနခက22လုံးမြောက်မှာရှိတယ်တက်ညွန်စတုဝီတဲ့တက်ညွန်ဗါတယ်တော့စတုက4ဝီယာ20ဆိုတော့ပြောင်းပြန်လာတယ်တော့24တက်ညွန်စတုဝီတတဘိဒရှနခကတတဘိဒရှနခက24လုံးမြောက်မှာရှိတယ်အညီနခသင်္ချာကိုအဲ့ဒါလေးမှတ်ထားအကျိုးပြည့်တဲ့တဖန်မယာကျိုးပြင်းမှာကဘုံမာမြေရအိန္ဒသက်ရှိဒီကြီးစန္ဒာဒိမ်မာချွေရနေကစင်ရဲ့လေကွဲရက်ပြည့်တဲ့မိချစ်ဘေးမြင်ဗါတယ်တော့မိချစ်ဘေးမြင်ကောင်းကင်ကျိုးမယ်အဲ့တော့ဘုံမာမြေရတဲ့ဘုံမစိုးနဲ့စောက်တဲ့မာခိုင်းနဲ့နာမည်မဲ့ထားလို့ရှိရင်အဲ့ဒါဗါတယ်တော့အဲ့တော့မြေရမယ်မြေကြီးပဲရမယ်ဟုတ်လားအဲ့တော့မြေရတယ်ဆိုတော့မွေရမယ်လို့ပြောတာဘာလို့ရမှာနော်မွေရမယ်ပြောတာအိန္ဒသက်ရှိတဲ့ဗါတယ်တော့အိန္ဒသက်ရှိတရားနတ်သာစောက်တဲ့နာကိုင်းနဲ့မဲ့ထားတဲ့နာမည်ပိုင်ရှင်သည်အသက်ရှိတတ်တယ်စန္တီကြီးစန္ဒာလနတ်သာစောက်တဲ့ဘာကိုင်းနဲ့နာမည်မဲ့ထားတဲ့ပုဂ္ဂိုလ်ကတီကြီးတတ်တယ်ဒိမ်မာချွေရဒိဏသာစောင်းတဲ့ယာကိုင်းနဲ့ဖွဲ့ထားတဲ့နာမည်ပုဂ္ဂိုလ်ကနာမည်ပိုင်ရှင်ကအချွေရန်ပေါ်များမယ်နေကစင်ရဲတဲ့နော်နေနသာစောက်တဲ့ဇာကိုင်းနာမည်ပိုင်ရှင်ကစင်ရဲတတ်တယ်လေကွဲရက်ပြည့်လေနသာစောက်တဲ့တာကိုင်းနာမည်ပိုင်ရှင်ကကိုယ့်ရဲ့မွေးရဒေတာကိုစွန့်ပြစ်ပြီးတော့နိုင်ငံခြားသွားရမယ်တော့မထင်နဲ့ဒါနေထားကိုင်းနေနော်ပြီးတော့မိချစ်ဘေးမြင်မိနသာဆောက်တဲ့ယာကိုင်းနာမည်ပိုင်ရှင်ကဗါတယ်တော့မီလောင်တတ်တယ်မရှိပါဘူးဆိုမှမီးရလောင်တော့ပြောင်းဟုတ်လားအဲ့တော့ကောင်းကင်ကျိုးမဲ့တဲ့ဗါတယ်တော့ကောင်းကင်ကျိုးမဲ့အာဂတဇိုနသာဆောက်တဲ့ဒါကိုင်းနာမည်ပိုင်ရှင်ကအကျိုးမဲ့တတ်တယ်ဒါအဲ့ဒါလေးပြည်ရင်ဟောမယ်လွတ်ကြတာနော်ဟုတ်လားနာမည်ပေးပါလေရမပေးနဲ့ဟုတ်လားဘာလို့ရွာမှာကြတော့ဟိုဒုံလဘာတွေဝါတာဟိုဒုံလဘာတွေဝါတာတဲ့ခါကျတော့နာမည်တွေကအများကြီးမပြီးအောင်လားဆိုရင်နာမည်ပေးရတဲ့ခါကျတော့ပလင်ဘောဘုံကြီးကလည်းပဲရွာဘုံကြီးကလည်းပါစတဲ့တွေ့တာဗါတဲ့တော့ပေးချလိုက်တာပဲခိုင်းနေပါတွေကြိုက်နေသေးလားဆိုရင်မကြိုက်နိုင်ဘူးအဲ့တော့ကဲကန်ကောင်းကန်ဆိုးဝဲကွာမင်းဘလူတော်အင်္ဂါသားဇော်ဒီကကွာမင်းပါတော့မင်းအင်္ဂါသားအေးဇဝနာကွာအဲ့တော့ဇဝနာဆိုရင်တော့ဘာဖြစ်လဲကောင်းတယ်ဇော်ဒီကရောဘာဖြစ်လဲကောင်းတယ်ဇော်ဒီကလည်းကောင်းတယ်ဟုတ်တယ်နော်ဇော်ဒီကဆိုတော့ဗါတဲ့တော့ဘူလာမိမလားဘာကိုင်းမလားဘာကိုင်းဆိုတော့ဗါတယ်နော်ငါကျွန်တော်ဒါနာမည်ပေးဖို့ဟိုဂိုင်းဖွဲ့ပုံဖွဲ့နီးနောက်တစ်ခုခေါ်စရန်လည်းပဲဒူပဲနော်ခေါ်စရန်ဆိုတော့ဒီစလုံးလေးကဟိုဘေးရင်ဆန်ဖြစ်နေဘာဆန်နော်
ဒီဝိရင်းစံစံဖြစ်နေဟောစရန်တဲ့နော်သူကဒါပဲဆိုဘူလာမီဒီတီမာနုတိပါဇီဝရှိဆိုပါနုတိပါဇီဝရှိယတိန်တပတ်ရွှေယံမတ်ဘုံစေမြေလက်ရာဇာနေဘူးလူဒုက္ခိတိလိသွာယက္ကွာဝေရာမိကျမိတင်ယာတအာသဂျိုးမယအဲ့တော့ဘာကိုင်းပိုင်ရှင်ဟာတည်ကြည်တတ်တယ်နာကိုင်းပိုင်ရှင်ကအသက်ရှိတတ်တယ်ယာကိုင်းပိုင်ရှင်ကချွေရန်ပေါ်တယ်မကိုင်းပိုင်ရှင်ဟာဘာလဲတော့အမွေရမယ်ပေါ့မြေရတယ်ဆိုအမွေရမယ်အဲ့တော့ဇာကိုင်းပိုင်ရှင်ဟာဆင်းရဲတတ်တယ်တာကိုင်းပိုင်ရှင်ကအရက်ဝေးကွာပြီးတော့နေတတ်တယ်ရာကိုင်းပိုင်ရှင်ဟာမိဘေးသင်းတတ်တယ်တာကိုင်းပိုင်ရှင်ဟာအကျိုးမရဘူးဟုတ်လားဥဇတိလဇတိလဥဇတိလဘာကိုင်းနော်နုတိပါဒီထဲမှာကိုင်းအိဋ္ဌကိုင်းသမားတွေကတော့ပြောတယ်ဟုတ်လားအနိဋ္ဌကိုင်းသမားတွေကတော့ငါဘွဲတော့အကျွေးမွေးနဲ့ပြောင်းအောင်မှဖြစ်မယ်ဟဲ့ဗါတဲ့တော့ဟိုဘုန်းကြီးသူ့စာဝါချတယ်အများအားပြောလို့ကြည့်တယ်ဥယျာမာတဲ့ကိုတော်တော်ပါတဲ့သူ့ဘွဲပါတော့ကွာပိန်တာဆိုတာဘွဲအဲ့ဒါကွာပိန်တာဆိုတဲ့ဘွဲကိုမကြိုက်တဲ့ခါကျတော့ဘွဲနာမည်ပြောင်းနေတာတဲ့အကျွေးမွေးလေးနဲ့တဲ့သူကအဲ့တော့အကျွေးမွေးလေးနဲ့လှုပ်တဲ့ခါကျတော့အကျွေးမွေးလေးနဲ့ဆိုတော့အကျွေးမွေးကျွေးတော့ကတော့အဲ့ဒါဘွဲကိုတော့ကွာပိန်တာဆိုတဲ့ဘွဲမခေါ်ဘူးတဲ့အဲ့တော့အကျွေးမွေးလဲကျွေးပြီးတော့တရက်နေ့လောက်ကြတော့နာမည်ကဘာလဲတော့ကွာပိန်နာဟုတ်လားအဲ့တော့ရှင်များတို့နာမည်ပြောင်းနေတယ်ဟုတ်လားခဲအဲ့ဒါတော့ဘေးရင်းငင်းကနရပါလေအဲ့တော့ဥစတိလာကနုတိပါဆိုတော့ဥစဉ်အသက်ရှိမှနာခိုင်းဟုတ်လားဒီဘက်ကဥနန္ဒာစာရအဲ့တော့သူကလေးလုံးဆိုရင်နောက်တစ်လုံးဖြုတ်အောင်မလားလေးလုံးဆိုလို့ချင်းနောက်တစ်လုံးကိုဖြုတ်စေငါးလုံးဆိုရင်ရှစ်တစ်လုံးနောက်တစ်လုံးဖြုတ်စေဆိုတော့နောက်တစ်လုံးဖြုတ်ရင်နန္ဒာစာဆိုတော့ဦးဇင်ကမတ်ဘုံစီမခိုင်ဦးဇင်မွေတွေကောင်းရမယ်နော်မမင်းနဲ့ဟုတ်လားဦးဇင်နောက်ကဒေါ်ဝါကကွင်လားဦးဇင်လားဦးဇင်ဘွဲဘယ်လိုခေါ်ဦးကုသလဟာဦးဇင်အသက်ရှင်မှာနုတိပါဟုတ်ပြီဟိုဘက်ကဦးတန်ဝရဟုတ်လားဦးတန်ဝရပါတယ်နော်တန်ဝရဆိုတော့ပါတယ်နော်ဘူလာမီဟုတ်တယ်မလားဘူလာမီဆိုတော့ပါတယ်နော်ဘာကိုင်းတိတိမှတီးကြည့်မယ်နော်ဦးတန်ဝရခဏခွမကြီးနဲ့ကြက်လားတော့ရနေဟိုဘာဖြစ်နေမဟုတ်လားနော်တိတိမှတီးကြည့်တယ်တဲ့ဘူလာမီဟိုဘက်တိုက်တဲ့ကကိုတော့လေဘွဲပါတော့ဟမ်ဇာနေရဆိုတော့ဘာခိုင်းတော့ဇာနေရလေတအာသငါချင်းကျိုးမရပါလားနော်အဲ့တော့ငါချင်းအဲ့ဒါဘွဲကိုပြောင်းကျင်လဲပြောင်းဟုတ်လားအဲ့တော့သူ့ဘွဲကိုအိဋ္ဌကိုင်းဖြစ်အောင်ဘယ်လိုပြောင်းမလဲဇာနေရဟုတ်တယ်မလားဇာနေရဆိုတော့နောက်ကနေဟိုဗုဒ္ဓီလေးထည့်လိုက်ဟုတ်လားတီရီလေးထည့်တယ်ဇာနေရတီရီကမရှိဘူးတီရီပဲရှိတယ်ဇာနေရဗုဒ္ဓီပေါ့ပါတယ်တော့ဇာနေရဗုဒ္ဓီဆိုလို့ရှိရင်ကဲရှစ်တလုံးနောက်တလုံးဖြုတ်အောင်ဟုတ်လားဇာနေရဗုဒ္ဓီဟုတ်တယ်မလားဇာနေရဗုဒ္ဓီဆိုတော့ငါးလုံးမဟုတ်လားငါးလုံးဆိုရင်ရှစ်တလုံးနောက်တလုံးကိုဖြုတ်အလေသုံးလုံးကိုဘာလုပ်ရမလဲဂိုင်းစစ်ရမှာနော်ကဲပြန်စစ်မယ်နေရဘုတ်ကဲနေရဘုတ်ဆိုတော့ဗါတယ်တော့နေရဘုတ်ဆိုတော့ရာမိကျမိသိအားငါချင်းအရှိနေမကောင်းသေးဘူးမမြင်နဲ့ဟုတ်လားဟိုတခိုင်းတော့ကအကျိုးမရတာကိစ္စမရှိဘူးဘွဲပြောင်းလာမှမိဘေးသိအကုန်ပြောင်းသွားလိမ့်မယ်မပြောင်းလဲဟုတ်လားအဲ့တော့ဟိုငါချင်းတော့အဲ့ဒါကိုကိုင်းကိုကြိုက်ကြည့်နော်ပြန်ဂိုင်းဆောင်နဲ့သမီးတဲ့သူရတတိသုံးတရိသမဏိမေခလာတိရိစာမနာဘယေကမာရခာကာလကံနိသသေတတော်ဆိုသူရတတိနတ်သမီးသည်မာကိုင်းကိုစောင့်သည်အာရခာစောင့်နေနော်ဆိုသုံးတရိနတ်သမီးသည်နာကိုင်းကိုစောင့်သည်
မဏိမေကလာနတ်သမီးသည်ဘာကိုင်းကိုစောင့်သည်တိရိနတ်သမီးသည်ရကိုင်းကိုစောင့်သည်ကျွင်းသောလေးကိုင်းတို့ကိုကျွင်းသောဇာကိုင်းတကိုင်းရကိုင်းတကိုင်းကိုကာလကံနီနတ်သမီးယုတ်ကစောက်သည်အဲ့တော့ကာလကံနီစာဒေတာတော်ဟုတ်လားကျန်တဲ့လေးကိုင်းကိုနတ်သမီးယုတ်ကစောက်တယ်အဲ့တော့စောင့်တော့ဘယ်နဲ့ဖြစ်တယ်အောင်ဆိုတော့ဘယ်လိုလဲနော်သူရတတိမေရီဝီကြောင့်ဒေကီကဗျာဝါစာပြီးပြီတဲ့နော်အဲ့တော့သူရတတိနတ်သမီးစောင့်တဲ့မာကိုင်းပိုင်ရှင်တို့သည်တပည့်တော်တို့လိုပေါ့နော်ဒေကီကဗျာဝါစာပြီးပြီနော်အဲ့တော့တချင်းဆိုမယ်ဆိုရင်လည်းပဲဗါတယ်တော့ဆိုကြော်ကြီးဖြစ်နိုင်တယ်နော်အတီးမယ်ဆိုရင်လည်းအတီးကြော်ကြီးဖြစ်နိုင်တယ်ကြပြားရေးမယ်ဆိုရင်လည်းပဲနာမည်ကျော်ကြပြားရေးစရာကြီးဖြစ်နိုင်မယ်နော်အဟောအပြောဆိုရင်လည်းပဲဗါတယ်တော့စာချဘုံကြီးကောင်းကောင်းနော်ဓမ္မဂရိကောင်းကောင်းဖြစ်နိုင်တယ်ဒါကိုအတွက်ဆိုတော့နည်းနည်းလေးဒီကနည်းနည်းချက်ရတယ်နော်သူရတတိမေရီဝီကြောင့်ဒီကီကြပြားဝါစာပြီးပြီးသုံးတရီကတိန်ကြီးနှုထွားပြူကြီးစားဟုတဲ့နော်အဲ့တော့သုံးတရီနတ်သမီးဆောက်တဲ့နာကိုင်းပိုင်ရှင်ဥစတိလာတို့ပေါ့နော်နုတိပါဟုတ်တယ်မလားနာကိုင်းပိုင်ရှင်ပုဂ္ဂိုလ်တို့သည်ဥကုသလာတို့ဟုတ်လားဥစတိလာတို့လိုဥကုသလာတို့လိုသုံးတရီနတ်သမီးဆောင်းတဲ့နာကိုင်းနာမည်ပိုင်ရှင်တို့သည်တိန်ကြီးနှုထွားပြူကြီးစားဟုတိန်ကြီးဆိုတာဗါတယ်တော့ရွှေစင်းလို့ဟုတ်လားရွှေစင်းလို့နှုတုထွားထွားနှုနော်နုထွားထွားတိတိညံ့ညံ့မဟုတ်နုထွားထွားအပြူတွေကသဘောကျလိမ့်မယ်ဟုတ်လားငါရှင်တို့ဒီကတော့အဲ့တော့လက်ပွင့်မယ်လို့ပြောတာဗါတယ်တော့အဲ့တော့စမ်းပွင့်မယ်လက်ပွင့်မယ်အဲ့တော့စမ်းပွင့်မယ်ကိုသတိထားတော့မော်ဒတုံများများရွတ်တော့ကြနေညှိသွားမှာဆိုလို့လေဟုတ်တယ်မလားအဲ့တော့သင်္ကီနှုတ်ထွားပြူကြီးစားဟုတပါးမေကလာချမ်းသာပွားမီမေကလာနတ်သမီးဆောင်တဲ့ဘာကိုင်းပိုင်ရှင်ကြတော့ဘူလာမီဗါတယ်တော့ဘူလာမီဆိုတော့ဗါတယ်တော့ဟောဥဒ္ဓမိကတို့လို့ပေါ့ဥတ္တံဝရလို့ဟုတ်တယ်နော်အဲ့တော့ချမ်းသာပွားမီဦးဇင်းတို့ကချမ်းသာမှာဥတ္တံဝရတို့ဥဒ္ဓမိကတော့ဟုတ်တယ်နော်ဦးဇင်းတို့ကချမ်းသာနော်ချမ်းသာပွားမီပြီးတော့တိရီရွှေဘုံလွန်နိုင်နှုံးတာတဲ့တိရီနတ်သမီးဆောက်တဲ့ယာကိုင်းပိုင်ရှင်ကတော့ဗါတယ်တော့ရွှေဘုံမဲတဲ့ဘုံကန်ကြီးမဲနော်ကြေပြုံးဒေသပျက်စီးရသည်ကာလကံဤနတ်ရုပ်ကြောင့်ပေတီတဲ့ကျန်တဲ့လေးကိုင်းပိုင်ရှင်တွေကတော့ဗါတဲ့တော့တေစားလောက်ရတဲ့ဘုံတကူတွေဘုံတွေအစွမ်းတွေလည်းအကုန်လုံးပျက်စီးရတယ်ဘယ်သူကြောင့်လဲကာလကံဤနတ်သမီးကြောင့်ဒါရေဘူးရအဖြစ်ပေါ့လေကဲငါရှင်တို့ဒီနေ့တော့ကြအောင်စို့